အိုင်းစတိုင်းကအချိန်ကိုဘယ်လိုမြင်ခဲ့လဲ။ဘာကြောင့်သိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းကအချိန်ဆိုတာလူတိုင်းအတွက်တပြေးညီစီးဆင်းနေတာမျိုးမဟုတ်ပဲလူတစ်ယောက်ချင်းစီရဲ့ရွေလျားမှုနှုန်းနဲ့စွဲငင်အားပေါ်မူတည်ပြီးပြောင်းလဲနိုင်တယ်လို့ထူးထူးခြားခြားမြင်ခဲ့ပါတယ်။သူကအချိန်ကိုနေရာဟင်းလင်းပြင်နဲ့ပေါင်းဆက်ပြီးစပိတ်တိုင်းလို့ခေါ်တဲ့အတိုင်းအတာတစ်ခုဖြစ်အဓိပ္ပာယ်ဖွင့်ဆိုခဲ့တာကြောင့်ဒီအချက်ကပဲလူသားတွေရဲ့စัจ java လာပေါ်မြင်တဲ့အမြင်ကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။ကြတော့အချိန်ဆိုတာရေစည်းကြောင်းတစ်ခုလိုပုံသေးမဟုတ်ပဲအချိန်ဒီပေါ်မူတည်ပြီးဆွဲဆန့်လို့ကျုံးလို့ရတဲ့အရာတစ်ခုဖြစ်တယ်လို့သူကသက်သေပြခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့အိုင်းစတိုင်းရဲ့နှိုင်းရ theory ရအချိန်ဆိုတာဘလောက်တောင်စိတ်လို့ရှားဖို့ကောင်းလဲဆိုတဲ့အချက်ကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ချိန်ဆိုတာလူတိုင်းအတွက်တပြေးညီစီးဆင်းနေတဲ့နာယီဆက်ဝင်းမျိုးမဟုတ်ပဲလူတစ်ယောက်ချင်းစီရဲ့ရွေလျားမှုနှုန်းပေါ်မူတည်ပြီးအနည်းအမြန်ကွာခြားသွားနိုင်တာပါ။အိုင်းစတိုင်းရဲ့အယူအဆအရတကယ်လို့သင်ကလေးနဲ့အပြိုင်အလွန်မြန်တဲ့အမြန်နှုန်းနဲ့သွာလာနေမယ်ဆိုရင်ဘာပေါ်မှာညင်ညင်လေးထိုင်နေတဲ့သူထက်စာရင်တင့်အတွက်အချိန်ကပိုပြီးနှေးကွေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အချိန်ဆိုတာဟာပုံသေးတတ်မှတ်ထားတဲ့အရာတစ်ခုမဟုတ်ပဲစัจ java လာတဲ့ကကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေနဲ့ဓာတ်ရိုက်ဆက်နွယ်နေတဲ့နှိုင်းရသဘောတရားတစ်ခုပဲဖြစ်ပါတယ်။အိုင်းစတိုင်းရဲ့နှိုင်းရ theory ရအမြန်နှုန်းတွေမကပဲဂျူပီတာဂြိုလ်ဒါမှမဟုတ် black hole လိုမျိုးစွဲငင်အားအလွန်ပြင်းထန်တဲ့အရာဝတ္ထုကြီးတွေရဲ့အနီးအနားမှာလဲချိန်ဟာတိတိတသားကိုနှေးကွေးသွားတတ်ပါတယ်။ဒါကြောင့်မလို့လူသားတွေရိုက်ကူးထားInterstellar ရုပ်ရှင်တွေကလိုမျိုးအာကာသထဲမှာအချိန်နှဲငယ်ပဲကြာခဲ့ပေမဲ့ကမ္ဘာပေါ်မှာတော့နှစ်ပေါင်းများစွာကုန်ဆုံးသွားနိုင်တယ်ဆိုတဲ့ time dilation ဖြစ်စဉ်အားတကယ်ကိုအံ့ဩဖို့ကောင်းလာပါတယ်။သွဲငင်အားအလွန်ပြင်းထန်တဲ့အရာဝတ္ထုကြီးတွေရဲ့အနီးအနားမှာချိန်ဟာပိုပြီးနှေးကွေးသွားတတ်တာကိုတော့ gravitational time dilation လို့ခေါ်ပါတယ်။ဥပမာအားဖြင့် black hole တစ်ခုရဲ့အနီးအနားမှာကုန်ဆုံးသွားတဲ့မိနစ်အနည်းငယ်ဟာကမ္ဘာပေါ်ကလူတွေအတွက်တော့ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်သွားနိုင်တဲ့အထိကွာခြားသွားနိုင်တာပါ။ဒါဟာစိတ်ကူးရင်တက်မဟုတ်ပဲကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ GPS ဂြိုလ်တုတွေမှာတောင်ကမ္ဘာဆွဲငင်အားကြောင့်ဖြစ်ပေါ်လာတဲ့အချိန်ကွာခြားချက်ကိုစနစ်တကျပြန်ညှိပေးနေရတာပဲဖြစ်ပါတယ်။အိုင်းစတိုင်းကအချိန်နဲ့နေရာဟင်းလင်းပြင်ဆိုတာတစ်ခုစီခွဲခြားထားတဲ့အရာတွေမဟုတ်ပဲအချင်းချင်းတွန်တွဲနေတဲ့ space တိုင်းဆိုတဲ့အနှောင်ဖွဲ့ကြီးတစ်ခုတည်းဖြစ်မြင်ခဲ့ပါတယ်။သူကဒါကိုအင်မတန်ကြီးမားတဲ့ပိတ်စာကြီးတစ်ခုလိုတင်စားခဲ့ပြီးကျယ်တွေဂျိုတွေရဲ့ဓာတ်ထုကအဲ့ဒီပိတ်စာကြီးကိုခွက်ဝင်သွားစေတာကြောင့်အချိန်နဲ့နေရာကိုပါကွေးညွတ်သွားစေတယ်လို့ရှင်းပြခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့စัจ java လာထဲမှာနေရာတစ်ခုကနေတစ်ခုကိုရွေလျားလိုက်တိုင်းချိန်ကိုပါတက်ရောက်မှုရှိနေတယ်ဆိုတဲ့ပိတ်တိုင်း concept ကတာမန်လူတစ်ယောက်အတွက်တော့တကယ်ကိုအံ့ဩဖို့ကောင်းပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့အချက်ကတော့အိုင်းစတိုင်းရဲ့နှိုင်းရ theory ရအချိန်နဲ့နေရာဟာ space တိုင်းဆိုတဲ့အနှောင်ဖွဲ့တစ်ခုတည်းဖြစ်ကွေးညွတ်နိုင်တာကြောင့် theory ရတော့အတိတ်ကိုပြန်သွားနိုင်မဲ့ one hole လိုမျိုးအချိန်လမ်းကြောင်းဖြတ်လမ်းတွေရှိနိုင်တယ်လို့အခြေခံပေးထားပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့အလင်းထက်မြန်တဲ့အမြန်နှုန်းနဲ့သွားနိုင်မှသာချိန်ကိုနောက်ပြန်လှည့်နိုင်မှာဖြစ်လို့လူသားတွေအတွက်တော့ဒါဟာအလွန်ခက်ခဲတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေသေးပါ။တကယ်တော့အိုင်းစတိုင်းရဲ့ညီမချင်းတွေကအချိန်ခရီးသွားခြင်းဟာတင်ချာနည်းရဖြစ်နိုင်ခြေရှိတဲ့ဆိုတာကိုရှင်းပြခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုနောက်တစ်ချိန်ပြန်လည်ကြည့်ရှုဖို့စိတ်ထားလိုက်ပါ။နောက်ထပ်အကြောင်းအရာတွေကိုထပ်မံစောင့်ကြည့်ခြင်းနဲ့ဆိုနေပြီးတော့ channel လေးကို follow လုပ်ထားလိုက်တော့နော်။